ကိုယ့်ရည်ချင်းနဲ့ကိုယ့်ရက်တီချင်းနဲ့ PR မိန်းကလေးတယောက်သူ့ကိုအထင်သေးတဲ့အတိတ်ယောက်ျားနဲ့သူ့အားနည်းချိန်တိုင်းပေါ်လာတတ်တဲ့မိုးစုံကြားကလက်စားချေတဲ့အကြောင်းလေးတွေကိုကြည့်ကြရပါမယ်။ဇလန်းလေးမကြည့်ခင် channel လေးကို subscribe လုပ်ထားပြီးဗီဒီယိုကို like လုပ်ပေးပါနော်။ channel လေးရဲ့ရှေ့ရက်တီနိုင်ရဲ့အတွက် VPN လေးဖွင့်ပြီးကြည့်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဗျာ။ပါတီပွဲတစ်ခုမှာ PR မိန်းကလေးကမတော်တဆမိုးစုံရဲ့အဝတ်အစားပေါ်ဝိုင်းကျသွားစေမိတယ်။သူမကတောင်းပန်ပြီးရော်ကြီးပေးမယ်လို့ပြောပေမဲ့မိုးစုံကဒီကိစ္စကိုရိုးရိုးမမြင်ဘူး။ PR လောကမှာအခွင့်အရေးရဖို့ဘယ်လောက်ထိလုံနိုင်တယ်လဲဆိုပြီးစမ်းသပ်တယ်လို့ပြောလာတယ်။မိန်းကလေးကတော့ကိုပိုင်အမားကိုတာဝန်ယူမယ်အလုံးနဲ့မဆိုင်ဘူးလို့ပြန်တုံ့ပြန်ခဲ့တယ်။နောက်နေ့မှာသူမကပြင်ထားတဲ့အင်ဂျီနဲ့ဆွဲကြိုးတစ်ခုယူပြီးမိုးစုံစီသွားတယ်။အခွင့်အရေးယူသူလို့အထင်မခံခြင်းလို့ရှင်းတာပဲဖြစ်ပေမဲ့မိုးစုံကသူမရဲ့မာနကိုပိုစိတ်ဝင်စားသွားပြီးဒီညပါတီပွဲကိုလာကကိုစွမ်းကိုတက်သေးပြဖို့စိန်ခေါ်လိုက်တယ်။ပါတီပွဲမှာသူမဟာအစင်းမြင့်အတိုင်းဝိုင်းကြားတယောက်တည်းဖြစ်သွားပြီးလူကြီးမိန်းမတယောက်ရဲ့နှိမ်ချစကားတွေကိုခံရတယ်။အရေးချင်းတစ်ခုတည်းနဲ့ဒီဝိုင်းနဲ့မဝင်နိုင်ဘူးလို့ပြောလာချိန်မှာသူမကအလုပ်ကိစ္စနဲ့လာတာဖြစ်ပြီးဘသူ့ကိုမှအာမကိုဘူးလို့ပြန်ပြောတယ်။အဲ့ချိန်မှာမိုးစုံဝင်လာပြီးသူမဘက်ကရက်တီပေးတယ်။သူမမစားတတ်တဲ့အရာကိုတောင်သတိထားပေးတဲ့အခါမိန်းကလေးရဲ့စိတ်ကစတင်လှုပ်ခတ်လာတယ်။အပြင်ထွက်လာတဲ့အခါအတိတ်ကယောက်ျားဝမ်ကျူအန်ကသူမကိုယောက်ျားတွေကိုအသုံးချပြီးအပေါ်တက်ချင်နေတယ်လို့ဆွဆွဲတယ်။မိန်းကလေးကသူမရဲ့အရေးချင်းဟာသူပေးတဲ့အခွင့်အရေးထက်ပိုခိုင်မာပြီးသူတို့နှစ်ယောက်ကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးလို့ဖြတ်ပြောလိုက်တယ်။ဒါပေမဲ့ PR များလွန်းလို့သူမမူးလဲသွားပြီးမိုးစုံကအဲ့ဒီအခြေအနေကိုမြင်သွားတယ်။မိုးစုံကသူမကိုစောင့်ရှောက်ပေးပေမဲ့မိန်းကလေးကအားနည်းနေတာကိုမြင်ခံရလို့ရှက်နေတယ်။သူမကယောက်ျားတစ်ယောက်ရဲ့ကူညီမှုကြောင့်အောင်မြင်လာတယ်လို့အထင်ခံရမှာကိုအကြောက်ဆုံးပဲဆိုပြီးနယ်နိမိတ်ပြန်ဆွဲတယ်။မိုးစုံကတော့လူတိုင်းရဲ့ကူညီမှုကိုအယောင်းဝယ်လို့မမြင်ဖို့ပြောလာတယ်။နောက်ပိုင်းမှာသူမလက်လွတ်ရတော့မယ်အေးဖောက်တဲ့စာချုပ်ကမထင်မှတ်ပဲပြန်အဆင်ပြေသွားတယ်။ဟန်အရင်အနီးဘက်ကနောက်ွယ်ကကူညီပေးထားတာဆိုတာသိလိုက်ရတဲ့အခါသူမပိုစိတ်ရှုပ်သွားတယ်။9နှစ်ကြာတိဆောက်လာတဲ့ကျွမ်းကျင်မှုကအမျိုးသားတစ်ယောက်ရဲ့အကူအညီအရေးအောက်မှာပျောက်သွားမှာကိုမလိုချင်လို့မိုးစုံကိုကိုယ်တိုင်တွေ့ပြီးပြောဖို့ခေါ်လိုက်တယ်။မိုးစုံနဲ့တွေ့တဲ့အခါသူမကစေတနာကိုကျေးဇူးတင်ပေမဲ့အလုပ်နယ်ပယ်မှာနောက်ွယ်ကကူညီပေးတာမလိုဘူးလို့ရှင်းပြတယ်။မိုးစုံကတော့အလုပ်အတွက်ပြန်ပေးဆက်စရာမလိုပဲသူ့ဘေးနားမှာပဲရှိချင်တယ်ဆိုရင်ရောလို့မေးလာတယ်။အဲဒီအချိန်မှာပဲအစင်းမြင့်ဖက်ဆိုင်ထဲမှာမိန်းကလေးကိုအောက်ခြေအလုပ်သမားလိုမြင်ပြီးဖက်ယူခိုင်းတဲ့သူတွေပေါ်လာပြန်တယ်။သူမကိုနှိမ်ချနေချိန်မှာမိုးစုံကဝင်လာပြီးသူမကသူခေါ်လာတဲ့သူဖြစ်ကြောင်းကြေညာလိုက်တယ်။မိန်းကလေးကတော့ကိုယ်ကုံတိတ်ခါကိုထိန်းကျင်တဲ့စိတ်နဲ့သူ့အကူအညီကိုညှင်းကျင်တဲ့စိတ်ကြားမှာပို့ပြီးလှုပ်ခတ်လာတယ်။ဖနက်ဆိုင်ထဲမှာမိန်းကလေးကိုလူရှိသူရှိနှိမ်ချနေကြချိန်မိုးစုံကသူမဘက်ကနေဓာတ်ရိုက်ရက်တီပေးလိုက်တယ်။ဝမ်ဂျူအန်ကအရင်ရေးစားနဲ့လက်ရှိလူကြားကပြဿနာလို့လှည့်ပြောခြင်းပေမဲ့မိန်းကလေးကသူမဟာဘသူရဲ့အယုံမှမဟုတ်ခဲ့တယ်လို့အခုလည်းမဟုတ်ဘူးလို့ပြက်ပြက်သားသားကြေညာတယ်။မိုးစုံကလည်းသူမကိုထက်အထင်သေးသူတိုင်းဟာသူ့ကိုရန်စတာနဲ့တူမယ်လို့သတိပေးလိုက်တယ်။ကားထဲရောက်တော့မိန်းကလေးကအရင်ကကူညီမှုတွေကိုရှောင်ခဲ့တာဟာယောက်ျားတစ်ယောက်ကိုမိခိုပြီးအောင်မြင်လာသူလို့အထင်ခံရမှကြောက်လို့ဖြစ်ကြောင်းဖွင့်ပြောတယ်။ဒါပေမဲ့ဒီနေ့မှာတော့တကယ်တတိဆိုတာဘသူ့ကိုမှမမိခိုတာမဟုတ်ပဲဘသူ့ကိုယုံကြည်မလဲဆိုတာကိုယ်တိုင်ရွေးနိုင်ခြင်းဖြစ်တယ်ဆိုတာသူမနားလည်လာတယ်။ရုံးပြန်ရောက်တော့လှုပ်ဖို့ကိုင်ဘက်တွေကသူမဟာမိုးစုံကြောင့်ဖောက်တယ်ပြန်ရခဲ့တာယောက်ျားအားကိုပြီးယာတို့တက်လာတာလို့နောက်ွယ်မှာပြောနေကြတယ်။မကြခင်သူမတို့3လကြာကြိုးစားထားတဲ့ရွင်လင်းစီမံကိန်းလေးရက်ဆိုင်ခံလိုက်ရတယ်။အစီအစဉ်အားနဲ့တဲ့နာမည်ပြက်ရှိတယ်ဆိုတဲ့အကြောင်းပြချက်ကသူမကိုတစ်ချက်တည်းပြစ်မှတ်ထားတာသိတာနေတယ်။သူမကမိုးစုံကိုသွားတွေ့ပြီးဒီကိစ္စမှာသူပါဝင်ထားသလားလို့မေးတယ်။မိုးစုံကမပါဝင်ဘူးလို့ပြောပေမဲ့သူမကအလုပ်ကိစ္စတွေသူတို့ဆက်ဆံရေးကြောင့်ပိုရှုပ်လာတာကိုမလိုချင်ဘူး။ရွင်လင်းစီမံကိန်းကိုကိုလက်နဲ့ကိုပြန်ယူမယ်လို့ဆုံးဖြတ်လိုက်တယ်။မိုးစုံကမပါဝင်တော့ဘူးလို့ဂရီပေးပေမဲ့နောက်ွယ်ကညစ်ပတ်နီးနဲ့တိုက်ခိုက်သူရှိရင်တော့တီးခံမှာမဟုတ်ဘူးလို့ပြောထားခဲ့တယ်။နောက်နေ့မှာပြိုင်ဘက်ကုမ္ပဏီကတင်တာခေါ်လာပြီးသူမတို့ရဲ့အဓိကအချက်လက်တွေကပြိုင်ဘက်အစီအစဉ်နဲ့တပုံစံနဲ့ဖြစ်နေတယ်။မိန်းကလေးကသတင်းပေါက်ကြားတာဖြစ်ကြောင်းသိပြီးအတွင်းလူတွေအားလုံးကိုစစ်ခိုင်းတယ်။ဝမ်ကွမ်ဂျူအန်ကလည်းစီမံကိန်းကိုရချင်ရင်သူ့ကိုအလျှော့ပေးဖို့ဖိအားပေးလာပေမဲ့သူမကညစ်ပတ်တဲ့နီးနဲ့ရတဲ့အောင်မြင်မှုကိုမလိုချင်ဘူးလို့ညင်းလိုက်တယ်။အဲ့ဒီအချိန်မှာမိုးစုံကအတွင်းလူနဲ့ဝမ်ဂျူအန်တို့အပေးယူလုပ်ထားတဲ့တက်သေးစာရွက်တွေယူလာပေးတယ်။သူမကိုအစားလုပ်ပေးတာမဟုတ်ပဲအကြောင်းရင်းမသိပဲရှုံးသွားတာမျိုးမဖြစ်စေချင်လို့သာပေးတာဖြစ်တယ်။မိန်းကလေးကတက်သေးကိုလက်ခံပေမဲ့စီမံကိန်းကိုတော့ကိုအစွမ်းနဲ့ကိုပြန်တိုက်မယ်ဆိုတဲ့စိတ်မပြောင်းလဲခဲ့ဘူး။ပါတီပွဲမှာပြိုင်ဘက်တွေကသူမကိုဆက်လောင်ပြောင်ကြပေမဲ့သူမတင်ပြထားတဲ့စီမံကိန်းအသစ်ကိုကြည်ထားသူတွေကတော့တီထွင်ဖန်တီးမှုကောင်းကြောင်းချီးကျူးလာတယ်။ဝမ်ဂျူအန်ကသူမကိုကာခိုင်းပြီးအာယုံလွှဲခြင်းပေမဲ့မိုးစုံကသူမရဲ့ပါတနာကသူပဲလို့ဝင်ရက်တီးပေးတယ်။မကြခင်မှာရွင်လင်းစီမံကိန်းကိုသူမတို့တင်တာအောင်သွားကြောင်းသတင်းရောက်လာတယ်။တင်တာနေ့မှာတော့ပြိုင်ဘက်ကသူမတို့အစီအစဉ်ကိုခိုးချထားတယ်လို့လူရှိမှဆွဆွဲလာတယ်။မိန်းကလေးကမတုံလို့ပဲတကယ်အိုင်ဒီယာခိုးသွားသူကဘသူလဲဆိုတာအထောက်ထားနဲ့ပြန်ဖော်ပြလိုက်တယ်။သူမရဲ့ပိုင်ဆိုင်မှုကိုဘသူမှထိပါခွင့်မရှိဘူးလို့ကြေညာပြီးစီမံကိန်းတင်ပြမှုကိုအောင်မြင်စွာပြီးမြောက်စေတယ်။ဒါပေမဲ့အောင်ပွဲအပြီးမှာမိုးစုံဘက်ကဒရိုက်တာအဖွဲ့ဖိအားစတင်ဝင်လာတယ်။မိုးစုံကမိန်းကလေးကိုဝိုင်းကိစ္စမတိုင်ခင်ကတည်းကသတိထားမိခဲ့ကြောင်းဖွင့်ပြောလာတယ်။လွန်ခဲ့တဲ့လုပ်ငန်းရှင်အစည်းအဝေးတစ်ခုမှာသူမတယောက်တည်းနဲ့မန်နေဂျာ3ယောက်ကိုအနိုင်ယူခဲ့တဲ့ပုံစံကသူ့အတွက်မမေ့နိုင်စရာဖြစ်နေခဲ့တယ်။
သူကသူမကိုချင်းကပ်တာဟာခဏတာစိတ်လှုပ်ရှားမှုကြောင့်မဟုတ်ပဲတကယ်စမ်းကြည့်ခြင်းလို့ဖြစ်ကြောင်းပြောပြီးသူမကိုအားကိုးရာဖြစ်ချင်တာမဟုတ်ဘေးကအဖော်ဖြစ်ရှိချင်တာလို့ရှင်းပြတယ်။မိန်းကလေးကလည်းဒီတခါတော့သူ့ကိုယုံကြည်ပြီးစမ်းကြည့်ခြင်းတယ်လို့လက်ခံလိုက်တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကချက်ချင်းပဲဖိအားအသစ်တွေကိုခေါ်လာတယ်။ဆူမန်နီဆိုတဲ့အမျိုးသမီးကဒါရိုက်တာအဖွဲ့အမိန့်နဲ့မိန်းကလေးရဲ့ကုမ္ပဏီကိုဝယ်ယူဖို့လာဆွေးနွေးတယ်။မိန်းကလေးကသူ့ကုမ္ပဏီကိုရောင်းမှမဟုတ်ဘူးလို့ပြက်ပြက်သားသားညင်းပြီးစီးပွားရေးလောကမှာစွမ်းဆောင်ရည်နဲ့ပဲပြောကြတာလို့ပြန်တုံ့ပြန်တယ်။သူမသိလိုက်တာကဆူမန်နီဟာမိုးစုံကိုပြစ်မှတ်ထားပြီးသူမကိုအားနေတဲ့နေရာကနေတိုက်ခိုက်ဖို့လာတာပဲ။မိုးစုံဘက်မှာလည်းဒါရိုက်တာအဖွဲ့ကသူ့ဆုံးဖြတ်ချက်တွေမှာမိန်းကလေးကြောင့်လွဲနေတယ်လို့ဖိအားပေးလာတယ်။ဒါပေမဲ့မိုးစုံကသူ့ကိုဘာမဆိုလုပ်နိုင်ပေမဲ့သူမကိုတော့ထိခွင့်မပေးနိုင်ဘူးလို့တင်းတင်းမာမာပြောတယ်။တစ်ဖက်မှာသူမကိုအခွင့်အရေးပေးထားတာမဟုတ်ပဲသူမကိုယ်တိုင်အောင်မြင်နိုင်မယ်ဆိုတာယုံကြည်နေတာဖြစ်တယ်။အထက်တန်းဝိုင်းတစ်ခုမှာတော့မိန်းကလေးကိုမိုးစုံရဲ့အတိအမှတ်ပြုမှုကြောင့်သာရောက်လာသူလို့စကားလှည့်နှိမ်ချကြတယ်။သူမကဒီနေရာမှာရက်တည်နိုင်တာဘသူမျက်နှာသာကြောင့်မှမဟုတ်ပဲသူမရဲ့စီမံကိန်းတွေနဲ့လက်တွေ့ရလက်တွေကြောင့်ဖြစ်ကြောင်းပြန်ပြောတယ်။စီမံကိန်းအကြောင်းမေးလာချိန်မှာလည်းအချက်လက်နဲ့တိတိကျကျတင်ပြနိုင်ခဲ့ပြီးပတ်ဝန်းကျင်ကသူမကိုပြန်လေးစားလာရတယ်။မိုးစုံကသူမဘေးမှာရက်တည်ခွင့်ရတာသူ့ကံကောင်းခြင်းပဲလို့ပြောပြီးသူမရဲ့တောက်ပမှုကိုအတိအမှတ်ပြုတယ်။ဒါပေမဲ့ဝမ်ဂျူအန်ကလည်းမပြီးသေးဘူး။ရုံးအပြင်မှာလက်ဆောင်ဘူးယူလာပြီးအရင်ကသူမှားခဲ့တယ်။အစကနေပြန်စခြင်းတယ်လို့တောင်းပန်လာတယ်။မိန်းကလေးကတော့သူပြန်လာတာကချစ်လို့မဟုတ်ပဲသူမသူ့နောက်မလိုက်တော့တာကိုမခံနိုင်လို့သာဖြစ်ကြောင်းထိုးပြတယ်။အရင်တုန်းကသူ့စကားတခွန်းနဲ့မျက်ရည်ကျခဲ့တဲ့မိန်းကလေးမဟုတ်တော့ဘူးလို့ပြက်ပြက်သားသားပြောပြီးနောက်ထပ်မလာဖို့သတိပေးတယ်။ဝမ်ဂျူအန်ကဒေါသထွက်လာချိန်မှာမိုးစုံဝင်လာပြီးသူမကိုထက်စော်ကားရင်ဝမ်မီသားစုစီမံကိန်းတွေဆက်အဆင်ပြေမယ်လို့အာမမခံနိုင်ဘူးလို့ပြောလိုက်တယ်။နောက်ပိုင်းမှာဆူမန်နီနဲ့ဝမ်ဂျူအန်တို့ရဲ့ဖိအားကြောင့်မိန်းကလေးရဲ့ကုမ္ပဏီကဖောက်တယ်တွေတဝက်လောက်ဆုံးရှုံးသွားတယ်။သူမကတော့ထွက်သွားတဲ့ဖောက်သည်တွေကိုလိုက်ဖက်နေမဲ့အစားလာမဲ့လုပ်ငန်းသုံးအမှတ်တစိမ့်ထိပ်သီးအစည်းအဝေးကိုအင်ရှင်အဖြစ်လက်ခံနိုင်အောင်ကြိုးစားပြီးဂုံသတင်းပြန်တိဆောက်ဖို့ဆုံးဖြတ်တယ်။မိုးစုံကချိတ်ဆက်ခွင့်တစ်ခုသာပေးပြီးအောင်မြင်မလားဆိုတာသူမရဲ့အစီအစဉ်ပေါ်မူတည်မယ်လို့ပြောတယ်။နောက်ဆုံးမှာသူမကအစည်းအဝေးကိုအောင်မြင်စွာပြီးမြောက်စေပြီးမိုးစုံကသူမလုံနိုင်မယ်ဆိုတာအစကတည်းကယုံကြည်ထားကြောင်းပြောလာတယ်။ပြီးတဲ့နောက်မှာမိုးစုံကိုဒါရိုက်တာအဖွဲ့ကပြင်းပြင်းထန်ထန်ဖိအားပေးလာပါတယ်။မိန်းကလေးတယောက်ကြောင့်ကုမ္ပဏီဆုံးဖြတ်ချက်တွေထိခိုက်နေတယ်ဆိုပြီးသူ့ယာထူးကိုရက်ဆိုင်ကဆူမန်နီစီလွှဲပေးဖို့အဆိုပြုကြတယ်။မိုးစုံကယာထူးကိုရက်ဆိုင်လို့ရပေမဲ့ကုမ္ပဏီပိုင်ဆိုင်မှုတွေကိုကိုကျိုးအတွက်ခိုးထုတ်နေသူတွေရှိကြောင်းအထောက်အထားပြနိုင်တယ်လို့တုံ့ပြန်လိုက်တယ်။အဲ့ဒီအချိန်မှာမိန်းကလေးကပီယာဘက်ကိုကိုင်းမယ်ဆူမန်နီရဲ့စီးမြင့်ချိုးဖောက်မှုကိုဖော်ထုတ်ပြီးဈေးကွက်ကိုထိမ့်မယ်လို့ပြောတယ်။မိုးစုံကလည်းလူမင်ရွမ်းရဲ့ပိုင်ဆိုင်မှုခိုးထုတ်ထားတဲ့အထောက်အထားတွေစုံနေပြီဖြစ်လို့ဒီတစ်ခါအပိသက်ရှင်းမယ်လို့ဆိုတယ်။နှစ်ယောက်လုံးလက်တွဲလိုက်တဲ့အခါဘော်ဒူးနဲ့ကအခြေအနေပြောင်းသွားပြီးနောက်ဆုံးမှလူမင်ရွံကိုယာထူးမှဖယ်ရှားကဆူမန်နီကိုလည်းအလုတ်ထုတ်ပြီးဥပဒေအရအရေးယူဖို့ဆုံးဖြတ်လိုက်ကြတယ်။နောက်ပိုင်းမှာဝိုင်းဒီပွဲကိစ္စကတမင်လှုပ်ကြံထားတာလို့သတင်းထွက်လာပြီးမိန်းကလေးကိုသတင်းထောက်တွေကမေးမြန်းကြတယ်။သူမကအမှန်တရားကိုလူတိုင်းမြင်ပြီးပြီလို့ပြောပြီးဝိုင်းဒီကိစ္စကစလို့သူမကိုယောက်ျားတွေနဲ့ပတ်သက်ပြီးအောင်မြင်လာသူအထက်တန်းအတိုင်းဝိုင်းနဲ့ဝင်ကျင်သူလို့တစိမ့်ကတ်ခဲ့ကြတာတွေကိုလူရှိမှရှင်းပြတယ်။သူမဒီနေ့အထိရောက်လာတာဟာညာပေါင်းများစွာအလုပ်လုပ်ခဲ့ရလို့စီမံကိန်းတိုင်းအောင်မြင်ဖို့သူမနဲ့အဖွဲ့သားတွေအစွမ်းကုန်စူးစမ်းခဲ့ကြလို့ဖြစ်ကြောင်းပြောတယ်။တာမန်မိသားစုကနေဆင်းသက်လာတာဟာအားနည်းချက်မဟုတ်သလိုသူမရဲ့ဘဝနဲ့တန်ဖိုးကိုတခြားသူတွေသတ်မှတ်ပေးစရာမလိုဘူးလို့ကြေညာတယ်။သူမဟာဘသူရဲ့အယုံမမဟုတ်ဘသူရဲ့အသုံးချခံမမဟုတ်ပဲရှုချင်းယူဆိုတဲ့ကိုပိုင်အမည်နဲ့ယက်တည်နိုင်သူဖြစ်တယ်။အချိန်ကြာလာတဲ့အခါသူမကနှစ်စဉ်အကောင်းဆုံး PR ပုဂ္ဂိုလ်ဆုကိုရရှိသွားတယ်။ဆုလက်ခံစင်မှာသူမအထူးဆုံးကျေးဇူးတင်ချင်တာကဘယ်တော့မှလက်မလျှော့ခဲ့တဲ့ကိုယ်တိုင်ပဲလို့ပြောတယ်။စ조사နေတဲ့မိန်းကလေးအားလုံးကိုလည်းတခြားသူတွေရဲ့အမြင်နဲ့ကိုဘွားကိုအဓိပ္ပာယ်ဖွင့်ဆိုမခံဖို့ကိုလိုချင်တဲ့ဘွားကိုကိုယ်တိုင်ဖန်တီးယူဖို့အားပေးခဲ့တယ်။အခမ်းအနားပြီးမှာမိုးစုံကသူမကိုဂုဏ်ပြုပြီးသူမနဲ့မတွေ့ခင်ဘဝဆိုတာစီးမြင့်တွေကြီးပဲလို့ထင်ခဲ့ကြောင်းဖွင့်ပြောတယ်။သူမကဘလောက်တောက်ပပြီးစွမ်းအားရှိတဲ့သူဖြစ်နိုင်တယ်ဆိုတာကိုသူ့ကိုမြင်စေခဲ့တယ်။သူမဘသူ့ကိုမှမိခိုစရာမလိုဘူး။သူမကိုယ်တိုင်ကသူမရဲ့အလင်းရောင်ပဲဖြစ်ပေမဲ့သူမလှည့်ကြည့်တိုင်းတွေးနိုင်တဲ့စိတ်ကန်းလေးဖြစ်ချင်တယ်လို့ဆိုပြီးလက်တွဲရှေ့ဆက်ဖို့တောင်းဆိုလိုက်တယ်။မိန်းကလေးကလည်းသူနဲ့အတူရှေ့ဆက်ဖို့သဘောတူလိုက်တယ်။လူရှိမှသူတို့နှစ်ယောက်တရားဝင်ချစ်သူတွေဖြစ်ကြောင်းကြေညာပြီးသူဟာသူမဘဝရဲ့အဓိကဇက်ဆောင်လည်းဖြစ်တယ်လို့ပြောတယ်။ဒီဇလန်ကမီကိုချင်းကယ်တင်ချင်းမဟုတ်ပဲကိုပိုင်အလင်းရောင်နဲ့ရက်တည်နိုင်တဲ့လူနှစ်ယောက်အထွတ်အထိပ်မှာအပြန်အလှန်တွေးဆုံကြတဲ့အချင်းမျိုးအဖြစ်လှလှပပပြီးဆုံးသွားတယ်။ဇလန်ကိုကြိုက်တယ်ဆိုရင် channel ကို subscribe လုပ်ထားပြီးဗီဒီယိုကို like လေးနှိပ်ပေးခဲ့ပါအောင်ဗျာ။အဆုံးထိကြည့်ပေးတဲ့သူတွေအကုန်လုံးကျေးဇူးများကြီးတင်ပါတယ်။